မလေးထက်အေးမတွေ့ရကြပြီ ဟုတ်တယ်နော်ကိုဘယ်မှာလို့လဲ ဒီနေ့ကိုတွေ့လို့ငါနှုတ်ဆက်တာနေ့ဘာလို့အရင်ပျော်နေအဲ့တော့ ပြောရမှာပေါ့အခုလိုမျိုးအစာရရှားနေရလေခွေးလေးအတွက်ဒီမှာကြီးဈေးလေးတက်တက်တာနဲ့အစာရလာလို့ပြောနေရ ဟုတ်လားပြဿနာနေခက်ခက်နေလို့နေ့အစားကြည့်ရဒီဟာအသားစိတ်တော့ပေါ့ဘယ်နိုင်ငံထုတ်တယ်မကြီးထားအဲ့ဒီဘယ်ဝယ်လာတော့အဲ့ လမ်းထိနာဝလာလေ ဟဲ့အသားစိတ်မပါပဲအဲ့လို quality ကဘယ်နိုင်ငံထုတ်တာလဲမပါလို့ရှင်နေ့ခွေချွေနေယောဂရမှာပေါ့ ဟုတ်လားဒီဟာပဲကျွေးတာကြားနေပြီလေ ငါပြပြမယ်အဲ့ဒါကြီးရှောက်မကျွေးနဲ့အဲ့ဒါတွေကဘယ်နိုင်ငံထုတ်တာလဲသိချာလည်းမသိရဘူးပြီးတော့ရှင် quality ကလည်းဘယ်ကလာလဲလည်းမသိရဘူးပြီးတော့ရှင်ဘယ်နိုင်ငံမှလည်းအတိမတ်ပြုထားတယ်မရှိဘူးသိတွေရတယ်နေ့ဟာအဲ့ဒါကြီးရှောက်ကျွေးတော့နေ့ခွေးရကြာရင်တော့လေအဲ့ယောဂရမလို့ကြောက်ကက်တွေထိပြီးတော့ ဟုတ်လား အေးဟုတ်တယ် အဲ့ဒါဆိုရင်ဘာကျွေးရမှာလဲ အခုငါဝယ်နေကြဆိုင်လေးရှိတယ်အဲ့ဒီဆိုင်မှာဆိုရှင်ကွာ तू က quality ကောင်းတယ် Thai brand တွေပဲတင်တာပြီးတော့ရှင်ပစ္စည်းဆိုရှင်ပဲကွာစစ်မှန်တယ် original package တွေနဲ့ပဲလာတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုပဲတင်ထားတဲ့ဆိုင်ငါဝယ်နေကြဆိုင်ရှိတယ်လိုက်ပြမယ်လိုက်ခဲ့ လိုက်ကြပြီလေအဲ့ အေးအဲ့သွားမယ်လားဟာဟိုမှာငါဝယ်နေကြဆိုင်ရောက်ပြီဒီမှာအဲ့ဆိုင်မှာဟိုဟာသွားကြတော့ Thai quality တွေတောင်းတယ်အဲ့တော့ဒီတစ်ချက်သွားကြည့်လိုက်အဲ့ ဆိုရင်ဒီခါဝင်ကြည့်လိုက်လေ Okay တက်ကြည့်လိုက်